အားလုံးပဲမင်္ဂလာပါညီမကတော့အင်ဒရာပါအခုအင်ဒရာပြောပြပေးသွားမှာက2025မှာကိုကဘာတွေကိုလွှတ်ချခဲ့ရမလဲဘာတွေကိုထားခဲ့ရမလဲဆိုတဲ့အရာကိုပြောပြပေးသွားမှာဖြစ်ပါတယ်2025မှာကိုကဘာတွေလွှတ်ချဖို့လိုတာလဲဆိုရင်ကိုကအစွန်းအရန်ရောက်နေရမျိုးတွေတွေ့တယ်ကိုကလုပ်ကိုပဲဦးစားပေးပြီးကိုအချိန်မပေးတာတွေ pause မလုပ်တာတွေကိုပြန်ပြီးတော့မမေးကြည့်တာတွေလက်ရှိအချိန်မှာမနေတာတွေပြီးလို့ရှိရင်ကိုယ့် idea အသစ်တွေကိုမှရှိတဲ့ idea ကောင်းတွေကိုအတွက်ပိုကောင်းမဲ့အရာတွေကိုညှင်းဆန်နေရမျိုးအရှင်မယူတာမျိုးတွေလစ်လျူရှုနေတာမျိုးတွေ2025မှာတွေ့ရတယ်။နောက်ပြီးတော့လှုပ်ချင်တာပဲကိုလုပ်ပြီးတော့အခြားသူတွေပြောစကားကိုနားမထောင်တာမျိုးတွေလည်းတွေ့ရတယ်။နောက်တစ်ခုကဒီ2025မှာတော်တော်လေးကိုနောင်နာရနေတာမျိုးတွေစိတ်ပြက်နေတာမျိုးတွေငါလုံးဝလက်လျှော့ချင်နေပြီဆိုတော့စိတ်တွေလည်းတွေ့ရတယ်။အဲ့လိုအရာတွေကိုက2025မှာ move on လုပ်ဖို့လိုပါတယ်။လုံးဝလွှတ်ချရမယ်လွှတ်ချပြီးတော့ဒီလိုမျိုးနာကျင်မှုတွေနောင်နာရစရာတွေကိုမိတာတွေဂရုမစိုက်မိတာတွေကိုကအခြားသူရဲ့အကြံကောင်းတွေကိုလက်မခံနိုင်တာမျိုးတွေအဲ့လိုအရာမျိုးတွေကနေပြီးတော့ကိုကသင်ခန်းစာယူမယ်ယူပြီးတော့ငါဒီຢာတွေကသင်ခန်းစာယူဖို့ပိုကောင်းဖို့အတွက်ဖြစ်လာပါလားဆိုတဲ့စိတ်နဲ့ move on လုပ်ရမယ်လွှတ်ချရမယ်ဒါကပြီးသွားပြီ2026တက်မှာဒီຢာကို2025မှာလွှတ်ချပြီးတော့2026မှာပိုကောင်းတဲ့အခြေလမ်းတွေပိုကောင်းတဲ့ power တွေပိုကောင်းတဲ့ energy တွေနဲ့ရှေ့ဆက်ကြပါမယ်